မိဘပြည်သူပြည်သက်ကြီးကမြဒီကနေ့မှာတော့တကဘာလုံးကစောင့်ကြည့်နေရတဲ့အထူးသဖြင့်ကျွန်တော်တို့မြန်မာပြည်သူတွေပါစိတ်ဝင်စားနေကြတဲ့အရှေ့လေပိုင်းဒေသရဲ့အကြီးမားဆုံးသောစီးရီးလောက်ခတ်မှုကြီးအကြောင်းကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်အခုကျွန်တော်တို့မြင်တွေ့နေရတာဟာကမ္ဘာသမိုင်းစာမျက်နှာသစ်တစ်ခုရဲ့အစာဖြစ်လာနိုင်မလားနှစ်ပေါင်း40ကျော်ကြာအောင်အမေရိကန်ကိုမာဂျန်သူတော်ကြီးတို့ကြွေးကြော်ခဲ့တဲ့အီရန်အာဏာရှင်တွေဟာအခုဘာကြောင့်ဒူးထောက်ပြီးအသက်ဘေးကကာကွယ်ဖို့တောင်းပန်နေရတာလဲတကယ်ပဲအီရန်စစ်တပ်ကြီးဟာဖာဖာယိုယိုပြိုလဲသွားခဲ့ပြီလားသမ္မတထရန့်ရဲ့သွေးလွန်းတဲ့စီးရီးဗျူဟာတွေအောက်မှာအီရန်ခေါင်းဆောင်ပိုင်း49ယောက်ဟာမနက်စာစားနေတဲ့အချိန်မှာတင်ဘယ်လိုမျိုးအစပြောက်သွားခဲ့ရတာလဲဒီကနေ့မှာတော့ဇော်လီသတင်းချန်နယ်ကနေပြီးကဘာကြီးကိုတုံးလုံးစေခဲ့တဲ့အီရန်နိုင်ငံရဲ့အပြိုလဲကြီးနဲ့ပတ်သက်ပြီးအသေးစိတ်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ခင်ဗျာအီရန်ဆိုရဟာအခုဆိုရင်တရားဝင်ကိုအတနာခံနေပါပြီလွန်ခဲ့တဲ့ရက်ပိုင်းကတည်းကအမေရိကန်တပ်မန်တွေကိုအော်ဟစ်ဆဲဆိုပြီးတမိုင်းဝင်ငြိမ်းချမ်းရေးစာချုပ်ကိုညှင်းပယ်ခဲ့တဲ့အီရန်ဟာအခုတော့မျက်နှာငယ်လေးနဲ့ဇပွဲဝမ်ကိုပြန်လာဖို့ကြိုးစားနေပါတယ်ဒါပေမဲ့ဒါဟာအရန်နောက်ကျသွားပြီလားအီရန်လက်ရှိခေါင်းဆောင်တဲ့အလီလာဂျာနီဟာအိုမန်နိုင်ငံကနေတစ်ဆင့်အမေရိကန်နဲ့လက်ဝက်ဆွေးနွေးဖို့အပူတပြင်းကြိုးစားနေပါတယ်ဒါအီရန်နိုင်ငံရဲ့တမိုင်းမှာအရှက်ရဆုံးအခြေအနေတစ်ခုပါတစ်ချိန်ကအမေရိကန်သေးပါစီလို့ဟစ်ကြွေးခဲ့တဲ့အတန်တွေဟာအခုတော့ကျေးဇူးပြုပြီးအပြစ်ခတ်ရက်စက်ပေးပါဆိုတဲ့တိုးတိုးလေးတောင်းပန်တဲ့နေအဖြစ်ပြောင်းလဲသွားခဲ့ပါပြီအီရန်အထူးတော်လိုင်းတပ်ဖွဲ့ဖြစ်တဲ့ IRGC ဟာအခုဆိုရင်လုံးဝကိုပြိုလဲသွားပါပြီထေဒီတမှုတွေဟာပုံကံမှုပြည့်စင်းနေကြပြီးတာမန်စစ်သားတွေကတော့သူတို့ရဲ့ယူနီဖောင်းတွေကိုချွတ်နိုင်ငံကူးလက်မှတ်အတုတွေကိုသုံးပြီးအာဖဂန်နစ္စတန်နိုင်ငံထဲကိုအသက်လူထွက်ပြေးနေကြပါတယ်ကမ္ဘာအန်ဒီယာရှိသောနိုင်ငံလို့သတ်မှတ်ထားတဲ့အာဖဂန်ထဲကိုတောင်ထွက်ပြေးရတယ်ဆိုရင်အီရန်နိုင်ငံအတွင်းမှာဘလောက်တောင်ကြောက်စရာကောင်းတဲ့စစ်ပွဲတံကိုခံနေရတယ်လဲဆိုတာမဲစစ်တို့စဉ်းစားကြည့်နိုင်ပါတယ်ခင်ဗျာစစ်ပွဲတစ်ခုမှာစိတ်ဓာတ်ဟာအရေးကြီးဆုံးပါပဲခေါင်းဆောင်တွေသေကုန်ကြပြီအမိန့်ပေးမဲ့သူမရှိဘူးဆိုတဲ့သတင်းဟာအောက်ခြေစစ်သားတွေကိုခြောက်ချသွားစေတာဖြစ်ပါတယ်သမ္မတထရန့်ကတော့ကဘာကြီးကိုပြောင်ကြကြပြောလိုက်ပါတယ်ကျွန်တော်ဆွေးနွေးခဲ့တဲ့လူတွေဟာအခုဆိုရင်အသက်ရှင်မနေကြတော့ဘူးတဲ့ဒါဟာအင်မတန်မှပြင်းထန်တဲ့စကားလုံးပါအမေရိကန်ရဲ့ထောက်လှမ်းရေးဟာအီရန်ခေါင်းဆောင်တွေဘယ်အချိန်မှမနှက်စာစားတယ်ဘယ်နေရာမှာအစည်းအဝေးလုပ်မယ်ဆိုတာကိုစက်ကမလွယ်သိနေခဲ့တာပါခေါင်းဆောင်49ယောက်ကိုတပြိုင်နက်ရှင်းလင်းလိုက်တာဟာနှစ်ပေါင်းများစွာကြိုတင်ပြင်ဆင်ခဲ့တဲ့စစ်စင်ရေးရဲ့ရလဒ်ပဲဖြစ်ပါတယ်ဒါစစ်တူရင်ပွဲမှာ chess mate လို့ခေါ်တဲ့ဘယင်ကိုတက်လိုက်တဲ့ခြေလမ်းတစ်မျိုးပါပဲခေါင်းဆောင်ပဲပျက်စီးသွားတဲ့နိုင်ငံတစ်ခုဟာဦးကောင်းမရှိတဲ့လူတစ်ယောက်လိုလမ်းပြောက်သွားရတာမစမ်းပါဘူးကဲမိဘပြည်သူတို့ရေဒီနေရာမှာခက်တက်လောက်စဉ်းစားကြည့်ရအောင်ပါအမေရိကန်အနေနဲ့အခုလိုမျိုးဒူးထောက်လာတဲ့အီရန်ကိုအပြစ်ကရက်စဲရေးလက်ခံပေးသင့်သလားဒါမှမဟုတ်အာဏာရှင်စနစ်အမြင့်ပြတ်သွားအောင်ဆက်ပြီးတိုက်ခိုက်သင့်သလားအီရန်ရဲ့ဂရိတွေကိုရောယုံကြည်လို့ရပါမလားဗိဒ္ဓကြီးရဲ့ထင်မြင်ချက်တွေကိုကောမမှာရေးခဲ့ပေးပါဦးအီရန်ဟာငြိမ်းချမ်းရေးကိုဘယ်တော့မှအလေးမထားခဲ့ပါဘူးအမေရိကန်ကယူရေနီယံ10နှစ်စာအလကားပြီးတယ်နျူကလ িয়ার စွမ်းအင်ကိုငြိမ်းချမ်းစွာသုံးပါမယ်လို့ကမ်းလှမ်းခဲ့ပေမဲ့အီရန်ကညှင်းပယ်ခဲ့ပါတယ်ဒါဘာကြောင့်လဲသူတို့ဟာလျှို့ဝှက်စွမ်းနဲ့နျူကလ িয়ার ပုံထုတ်လုပ်ဖို့ကိုပဲအာရုံစိုက်နေကြလို့ပဲဖြစ်ပါတယ်နျူကလ িয়ার စွမ်းအင်ကိုလျှက်စစ်ထုတ်ဖို့သုံးချင်တာဆိုရင်တောင်တန်းတွေအောက်မှာမိုင်ပေါင်းများစွာနဲ့အောင်ဝတ်ထားဖို့မလိုပါဘူးဒါကဘာကြီးကိုလှည့်စားဖို့ကြိုးစားခဲ့တယ်အီရန်ရဲ့အကြီးမားဆုံးသောလျှို့ဝှက်ချက်ဖြစ်ပြီးအခုတော့အဲ့ဒီလျှို့ဝှက်ချက်တွေဟာမိလောင်ပြင်အဖြစ်ပြောင်းလဲသွားခဲ့ပါပြီထရန့်ရဲ့သတိပေးချက်ကရိုးရှင်းပါတယ်လက်နဲ့ချမလားဒါမှမဟုတ်အသေးခံမလား IRGC အဖွဲ့တွေအနေနဲ့အခုချက်ချင်းလက်နဲ့ချရင်အပြစ်ပေးခြင်းကနေကင်းလွတ်ခွင့်ပေးမယ်ဒါမှမဟုတ်ရင်တော့မလဲမသေးသေးရမယ်လို့ကန့်လန့်ထားပါတယ်ဒါအီရန်စစ်တဲ့အတွင်းပိုင်းမှာစိတ်ဓာတ်ရေးရပြိုလဲသွားအောင်လုပ်လိုက်တဲ့စိတ်ဓာတ်စစ်စင်ရေးတစ်ခုလည်းဖြစ်ပါတယ်အာမခံချက်ဆိုတဲ့စကားလုံးဟာအီရန်စစ်သားတွေအတွက်တော့နဲ့တဲ့ကျေသူတို့ဖြစ်နေမှာအမှန်ပါပဲဘာကြောင့်လဲဆိုတော့သူတို့လည်းဒီအာဏာရှင်အတွက်အသေးမခံချင်တော့လို့ပဲဖြစ်ပါတယ်ခင်ဗျာအမေရိကန်စီအိုစီချုပ်ဂျင်နယ်ရယ်ဒါနာဟင်းကပြောကြားရမှာတော့ဖေဖော်ဝါရီလ28ရက်နေ့ကစတင်ခဲ့တဲ့စစ်စင်ရေးဟာအမေရိကန်ရဲ့ကြီးရေလေအာဂါသနဲ့စိုင်းဘာတပ်ဖွဲ့တွေအားလုံးပူးပေါင်းပါဝင်တဲ့တမိုင်းဝင်စစ်စင်ရေးကြီးဖြစ်တယ်လို့ဆိုထားပါတယ်။အီရန်ရဲ့နေကြားကျော်အာဏာပြနိုင်စမ်းကိုလုံးဝချေမှုန်းဖို့ယူရထားတာဖြစ်ပါတယ်။ဒီစစ်စင်ရေးဟာဂျပန်တွင်ပြင်ဆင်ခဲ့တာမဟုတ်ပါဘူး။နေပေါင်းများစွာစုဆောင်းထားတဲ့ထောက်လိုင်းအချက်အလက်တွေကိုသုံးပြီးအီရန်ရဲ့သွေးကြောတွေကိုတစားချင်းစီဖျက်တောင်နေတာဖြစ်ပါတယ်။အီရန်ဟာသူတို့ရဲ့လက်နက်စက်ရုံတွေကိုတောင်တန်းတွေအောက်မှာမိုင်ပေါင်းများစွာနဲ့အောင်ဝတ်ထားခဲ့ပါတယ်။ဒါပေမဲ့အမေရိကန်ရဲ့ဘန်ကာဖောက်ဘုံတွေရှိမှတော့ဒီတောင်တန်းတွေဟာဖျောင်းရုပ်လိုအကြီးပြောသွားခဲ့ရပါတယ်။အီရန်ရဲ့နျူကလ িয়ার ရည်မှန်းချက်တွေဟာမြေအောက်ထဲမှာတင်ဆုံးသက်သွားခဲ့ရပါပြီ။ဒီဘုံတွေဟာမြေအောက်ကိုပေပေါင်းရာနဲ့ချီဖောက်ဝင်နိုင်ပြီးထုံခါမှုဒဏ်နဲ့တင်အတွင်းထက်ကဆက်ပစ္စည်းတွေကိုသုံးမရအောင်လုပ်နိုင်ခဲ့ပါတယ်။အီရန်ရဲ့ခံတပ်မြို့တော်ဆိုတာအခုတော့တင်းကျပ်မြို့တော်ဖြစ်သွားခဲ့ပါပြီ။အီရန်နိုင်ငံသားရဲ့ဝန်ကြီးဟာ TV အင်တာဗျူးတစ်ခုမှာစစ်တပ်ဟာခေါင်းဆောင်တွေကိုတယောက်ပြီးတယောက်ဆုံးရှုံးနေရတယ်လို့မတော်တဆဝန်ခံလိုက်ပါတယ်။အဲဒီနောက်မှာစီးရအင်အားမလျှော်ဘူးလို့ပြန်ပြောခဲ့ပေမဲ့ဒါအီရန်စစ်တပ်တစ်ခုရဲ့ဖုံးကွယ်ထားတဲ့အားနည်းချက်ကိုကဘာတိအောင်ထုတ်ပြလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်။သူဟာ
လူသိရှင်ညာစိတ်ဓာတ်ကြားနေတာကိုပြသမိလိုက်တဲ့အတွက်အီရန်ဆိုရအတွင်းမှာလည်းအကြီးကျယ်စကားများခဲ့ကြတယ်လို့သိရပါတယ်ခင်ဗျာတချိန်ကဂုံယူဝင်ကြားခဲ့တဲ့အီရန်စစ်သားတွေဟာအခုတော့အာဖဂန်နယ်စပ်မှာဒုက္ခသည်တွေလို့ခိုးလုံနေကြရပါတယ်ဒါအာဏာရှင်စနစ်ရဲ့ဆိုးကျိုးကိုသူတို့ကိုယ်တိုင်ပြန်ခံစားနေရတာပါကိုပြည်သူကိုနှိပ်စက်ခဲ့တဲ့လက်တွေဟာအခုတော့အသက်ဘေးကလွတ်ဖို့အတွက်လက်မြောက်နေကြရပါပြီအာဖဂန်တပ်ဖွဲ့တွေကတော့သူတို့ကိုလက်မခံခြင်းပဲနေထုတ်နေတာကြောင့်အီရန်စစ်သားတွေဟာသွားစရာမြေမရှိအောင်ဖြစ်နေရပါတယ်အမေရိကန်ဟာဒုံးကျည်တွေနဲ့တင်မကပဲစိုက်ဘာလက်နက်တွေကိုလည်းသုံးခဲ့ပါတယ်အီရန်စစ်တပ်ရဲ့စစ်သွေးစနစ်တွေကိုလုံးဝအမောင်ချလိုက်တဲ့အတွက်တပ်မှုတွေဟာသူတို့ရဲ့စစ်သားတွေကိုအမိန့်ပေးဖို့တောင်မဖြစ်နိုင်တော့ပါဘူးဒါအခက်အခဲစစ်ပွဲရဲ့ကြောက်စရာကောင်းတဲ့အချက်ပဲဖြစ်ပါတယ်ခင်ဗျာဖုံးတွေလည်းမရရေစီကိုလည်းမရတဲ့စစ်တပ်ဟာညံ့မညင်တယောက်လိုပဲရန်သူကိုဘလို့ပြန်တဲ့ရမလဲဆိုတာမသိတော့ပါဘူးအာနာရှင်တွေပြိုလဲနေချိန်မှာအီရန်ပြည်သူတွေကတော့လျှက်ဝက်ဆောင်နဲ့အောင်ဘက်ခံနေကြပါတယ်နှစ်ပေါင်းများစွာဖိနှိပ်ချုပ်ချယ်မှုအောက်မှာနေခဲ့ရတဲ့သူတို့အတွက်တော့ဒါလွတ်လပ်ရေးရဲ့အာရုံဦးဖြစ်လာမလားလို့ညှော်လင့်နေကြရပါတယ်အထူးသဖြင့်အီရန်မျိုးသမီးတွေဟာသူတို့ရဲ့ရပိုင်ခွင့်တွေကိုပြန်ရဖို့အတွက်ဒီစစ်ပွဲကိုစိတ်မကောင်းပေမဲ့လည်းအပြောင်းအလဲတစ်ခုပြင်မျှော်လင့်နေကြတာဖြစ်ပါတယ်ခင်ဗျာမိဘပြည်သူများခင်ဗျာအကယ်အီရန်ဆိုရပြုတ်ကျသွားခဲ့ရင်ဘယ်သူကအီရန်ကိုဆက်ပြီးဥဆောင်နေတယ်လဲလို့ထင်မိပါတယ်လေအမေရိကန်လိုလားတဲ့ခေါင်းဆောင်လားဒါမှမဟုတ်ပြည်သူတွေရွေးချယ်တဲ့ခေါင်းဆောင်လားအီရန်မှာရှင်ဘီရင်စနစ်ပြန်ပေါ်လာခဲ့ရင်ကောင်းမလားပြည်သူကြီးအမြင်တွေကိုကောင်းမှမှရေးခဲ့ပေးပါဦးစစ်ပွဲမတိုင်ခင်ကတည်းကအီရန်ရဲ့စစ်စင်ရေးဟာအသက်ရှူဖို့ပဲကြံတော့တာပါအခုစစ်ပွဲဖြစ်တော့အီရန်ငွေကြီးဟာလုံးဝတန်ဖိုးမရှိတဲ့ငွေစက်ကူတွေဖြစ်သွားပါတယ်ပြည်သူတွေဟာအစအသောက်အတွက်တောင်ရုန်းကန်နေရချိန်မှာအာဏာရှင်တွေကတော့ဒုံးကြီးတွေအတွက်ပဲငွေသုံးနေတာပါပိတ်ဆို့မှုတွေကြောင့်ရင်းနှီးလဲရောင်းမရငွေလဲလွှဲမရတဲ့အတွက်အီရန်ဟာဘိုင်ဟောင်းလုံးနဲ့စစ်တိုင်နေရတာဖြစ်ပါတယ်ခင်ဗျာအီရန်ရဲ့မာမိတ်လို့ပြောလို့ရတဲ့ရုရှားနဲ့တရုတ်ဟာအခုအချိန်မှာတော့နှုတ်ဆက်နေကြပါတယ်သူတို့ကိုယ်တိုင်လည်းပြဿနာပေါင်းစုံနဲ့ရင်ဆိုင်နေရတာကြောင့်အီရန်ကိုကဲဖို့လက်တွေနေကြတာဖြစ်ပါတယ်မိတ်ဆွေဆိုတာဘေးဒုက္ခရောက်မှသိလိုက်ရတယ်ဆိုတဲ့စကားလိုပဲအီရန်ဟာအခုတော့ကမ္ဘာပေါ်မှာအထီးကျန်ဆန်းနေပါပြီဘယ်သူကမှသူတို့ဘက်ကရက်တီးပြီးအမေရိကန်ကိုရံမစရဲကြပါဘူးအီရန်စစ်တပ်ဟာသူတို့ရဲ့ရီဒါတွေမှာဘာမှမမြင်ရဘဲနဲ့ကောင်းကင်ကကျလာတဲ့ဘုံတံကိုခံနေရတာပါဒါအမေရိကန်ရဲ့နီးပညာအသာစီးရမှုကိုပြသလိုက်တာဖြစ်တယ်လို့ရန်သူကိုမျက်စိနှားပိတ်ပြီးတိုက်ခိုက်လိုက်တာပဲဖြစ်ပါတယ်ခင်ဗျာအီရန်ရဲ့လေကြောင်းရန်ကာကွယ်စနစ်တွေဟာအမေရိကန်ရဲ့ပစ္စမမျိုးဆက်လေယာဉ်တွေကိုလုံးဝရှာမတွေ့နိုင်ခဲ့ပါဘူးအကယ်၍သာအီရန်ဟာအမေရိကန်နဲ့ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကိုလက်ခံခဲ့ရင်အခုလိုပြည့်စည်တွေဖြစ်လာမှာမဟုတ်ပါဘူးဒါပေမဲ့အာဏာရှင်တွေရဲ့မာနဟာသူတို့နိုင်ငံတွေကိုကြောက်ထဲကိုဆွဲချလိုက်တာပါပဲအဲ့ဒီနေ့ကအီရန်နိုင်ငံသားရဲ့ဝန်ကြီးဟာအမေရိကန်တပ်မန်တွေကိုအော်ရိတ်ခဲ့တယ်လို့သတင်းထွက်ပေါ်လာခဲ့ပါတယ်အဲ့ဒီအော်ရိတ်တန်တွေရဲ့ရလဒ်ဟာအခုတော့ပေါက်ကွဲတန်တွေဖြစ်လာခဲ့ပါပြီဒီဖြစ်ရက်ကနေကျွန်တော်မြန်မာပြည်သူတွေအတွက်ဘာသင်ခန်းစာရနိုင်တယ်လဲအာဏာရှင်တွေရဲ့အဆုံးသတ်ဟာအမြဲတမ်းဒီလိုပဲဖြစ်တတ်သလားပြည်သူကိုမျက်ကွယ်ပြုပြီးလက်နက်ကိုပဲအားကိုးတဲ့ခေါင်းဆောင်တွေရဲ့ညီကုန်းဟာဘယ်လောက်ထိရိုးဆူတယ်လဲဆိုတာကိုဝေဖန်ပေးချပါအောင်ခင်ဗျာအမေရိကန်ဟာအီရန်ရဲ့တိုးလောင်ယုံတွေတင်မကပဲသူတို့ရဲ့ဒုံးကျည်ပစ္စည်းတွေကိုပါတခုမှကြံရှင်းလင်းနေပါတယ်အီရန်မှာပြန်တိုက်ဖို့ဒုံးကျည်တွေမရှိသလောက်ဖြစ်သွားပါပြီဒါစစ်ပွဲရဲ့အဆုံးဖြတ်ကိုဖြစ်စေခဲ့တဲ့အချက်ပါပဲလက်နက်မရှိတဲ့စစ်တပ်ဟာစစ်တပ်မဟုတ်တော့ပါဘူးအခုအာဏာရနေတဲ့အလီလာဂျာနီဟာတကယ်တော့အရင်ကတည်းကအနောက်နိုင်ငံတွေနဲ့တင့်မြတ်ချင်းတဲ့သူလို့နာမည်ကြီးပါတယ်ဒါပေမဲ့အာဏာရှင်ဟောင်းရဲ့ဖိအားအောင်မှာသူဟာဘာမှမလုပ်နိုင်ခဲ့ပါဘူးအခုတော့သူဟာပြမုံပေါ်မှာမူးမေနေရတယ်လို့ဖြစ်နေပါတယ်သူကအီရန်ကိုကာဝယ်နိုင်ပါမလားဒီစစ်ပွဲမှာအစ္စရေးဟာအမေရိကန်နဲ့လက်တွဲပြီးအီရန်ရဲ့အနီးကပ်ဆုံးရန်သူဖြစ်ပါဝင်နေပါတယ်အီရန်ရဲ့အဓိကစစ်သည်ဗိုလ်ချက်တွေကိုအစ္စရေးရဲ့ထောက်လှမ်းရေးတွေကအချက်လက်ပေးနေတာဖြစ်ပါတယ်အီရန်ဟာဘေးပပတ်လေးမှာရန်သူတွေဝိုင်းနေတဲ့အချိန်นี้ပါထရန့်ဟာစီးရေးတွေမကပဲအီရန်နိုင်ငံတွေကတိုင်းရင်းသားလူနည်းစုတွေကိုလည်းလှုံ့ဆော်ပေးနေပါတယ်အီရန်နိုင်ငံဟာအတွန်းကောအပြင်ကောပြိုကွဲအောင်လုပ်နေတာဖြစ်ပါတယ်ဒါကိုအတွန်းလိုက်စားခြင်းပြူပါလို့ခေါ်ပါတယ် IRGC ဆိုတာအရင်ကတော့သေဖို့မကြောက်တဲ့တိုက်ဖွဲ့လို့ပြောခဲ့ပေမဲ့အခုတော့အမေရိကန်ရဲ့နည်းပညာရှိမှသူတို့ဟာတာမန်လူတွေထက်တောင်ပိုကြောက်နေရပါတယ်တန်တန်းနဲ့တိုက်ခိုက်တာမဟုတ်ဘဲမမြင်ရတဲ့နေရာကနေကျလာတဲ့ဘုံတွေကိုသူတို့ဘယ်လို့မှမခုခံနိုင်ရပါဘူးအီရန်စစ်ပွဲကြောင့်ကမ္ဘာရေနံဈေးနှုန်းတွေဟာတက်လိုက်ကျလိုက်ဖြစ်နေပါတယ်ဒါပေမဲ့အမေရိကန်ကရေနံထုတ်လုပ်မှုတိုးမြင့်လိုက်တဲ့အတွက်အီရန်ရဲ့ရေနံလက်နက်ဟာအတော့မဝင်တော့ပါဘူးအီရန်ဟာစီးပွားရေးအရာရောစီးရေးအရာပါလုံးဝအကျက်ရိုက်သွားပါပြီစစ်ပွဲပြီးရင်အီရန်ဟာဘာဖြစ်မလဲအမေရိကန်ကအီရန်ကိုသိမ်းပိုက်မလားဒါမှမဟုတ်အစိုးရအသစ်တင်ပေးမလားဒါတကဘာလုံးကစိတ်ဝင်စားစောင့်ကြည့်နေရတဲ့မဲခွန်းကြီးတစ်ခုဖြစ်နေပါတယ်စစ်ပွဲရဲ့အဆိုးဒဏ်တွေကိုခံရတာကတော့အပြစ်မဲ့ပြည်သူတွေပဲဖြစ်ပါတယ်စေဝါပြက်လက်မှုအစအသောက်ပြက်လက်မှုတွေဟာအီရန်မှာကြီးစိုးနေပါတယ်အာဏာရှင်တွေရဲ့အမှားကြောင့်ပြည်သူတွေမြေစာပင်ဖြစ်နေရတာဟာဝမ်းနည်းစရာကိစ္စတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာထရန့်ဟာအောင်ပွဲရဖို့နှီးစက်နေပြီလို့ယုံကြည်နေပါတယ်သူဟာငြိမ်းချမ်းရေးကိုအင်အားနဲ့တိစောက်မယ်ဆိုတဲ့
မူဝါဒကိုလက်တွေကြကြပြသလိုက်တာပဲဖြစ်ပါတယ်ခင်ဗျာအီရန်အာဏာရှင်စနစ်ရဲ့နောက်ဆုံးထွက်သက်ဟာနီးကပ်လို့လာနေပါပြီဂျပန်အတွင်းမှာတင်ထူးခြားတဲ့ပြောင်းလဲမှုတွေဖြစ်လာနိုင်ပါတယ်မိဘပြည်သူတို့ခင်ဗျာအီရန်နိုင်ငံရဲ့ဖြစ်ရဟာကမ္ဘာအာဏာရှင်တွေအတွက်တော့အကြီးမားဆုံးသင်ခန်းစာတစ်ခုပါပဲကိုပြည်သူကိုနှိပ်စက်ပြီးကမ္ဘာကြီးကိုရန်စနေမယ်ဆိုရင်ဘလောက်ပဲအင်အားကြီးနေပါစေနောက်ဆုံးမှတော့အဆက်တစ်ခွက်ပြိုလဲရမှာအမှန်ပါပဲအီရန်နိုင်ငံဟာအခုဆိုရင်လမ်းဆောင်လမ်းကွာကိုရောက်နေပါပြီသူတို့အနေနဲ့တကယ်ကိုပြောင်းလဲမှာလားဒါမှမဟုတ်သမိုင်းထဲမှာပဲပျောက်ခွက်သွားမလားဆိုတာကတော့လာမယ့်ဂျပန်အတွင်းမှာသိရတော့မှာပါအခုလိုအဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်တဲ့ထူးခြားသတင်းတွေကိုသိရဖို့ဇော်လေးဘာမင်း News Channel ကိုSubscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာအားလုံးပဲကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေ